ကျွန်တော်ဒီနေ့တော့မယန်းကုန်းမြို့နယ်ထဲမှာရှိတဲ့လုံညင်းနှစ်ထပ်အိမ်ကြီးအိမ်ကောင်တစ်လုံးရောက်မှုရှိတာလေးကိုပြပေးခြင်းပါတယ်ဒီအိမ်ကမယန်းကုန်းမြို့နယ်9မိုင်မှာရှိပါတယ်သူကလမ်းမကြီးတွေကတော့ပီလန်းကနေဝင်လို့ရမယ်ပါရမီလမ်းဘက်ကနေဝင်လို့ရပါတယ်ချမ်းကျဲကမျက်နှာဝါကပီ130ရှိပြီးတော့အရှိနောက်ကိုပီ60ရှိတယ်အိမ်ကတော့နှစ်ထပ်အာစီပါအိတ်ခန်းကမာစတာဘက်ရွန်၄ခန်းပါမယ်အိမ်ခန်းအကျယ်ကြီးပဲ2ခုပါမယ်မေရွန်တက်ပါမယ်စတိုကန်ပါမယ်ကားကူတောင်လည်းတက်လုပ်ပေးထားပါတယ်ကားကူတောင်ထဲမှာကား2စီးဆန့်တယ်ခြံထဲမှာကျတော့ကား9စီးလောက်ထပ်ရက်လို့ရတယ်တအိမ်လုံးပါကီတွေခင်းထားတယ်စေးရောင်လေးလည်းအဖြူရောင်လေးတုတ်ထားပြီးဗရင်းပေါက်တွေတော်တော်ကျဲတယ်အိတ်ခန်းတွေလည်းတော်တော်ကျဲတယ်ရီချူခန်းအိမ်သားတွေဆိုလည်းအကျယ်ကြီးဘတ်တက်တွေလည်းထည့်ထားပြီးသားပဲdecoration ကလည်းအငြိမ်လေးပဲလုပ်ထားပြီဒီဘက်ခေတ်လိုမျိုး modernize အရန်လမ်းပြန်နေအောင်လုပ်ထားတဲ့အိမ်မျိုးမဟုတ်ပေမဲ့သူကdecoration ကိုလုံးဝငြိမ်လေးလုပ်ထားတာပေါ့နော်လှလဲလှတယ် decoration ကလည်းအငြိမ်လေးနဲ့တော်တော်လေးလှတဲ့အိမ်လေးပါဒီနိုင်ရန်ကပ်ဗီဒီယိုတွေပြီးတော့ကျွန်းကရင်တွေဒီအခုဗီဒီယိုထဲမှာမြင်ရတဲ့ပစ္စည်းတွေပေါ့နော်အဲကုန်းတွေပါတယ်အကုန်ပါမယ်အိမ်ကအသစ်တက်နေရုံပါပဲရေကတော့ဂျိုးပြူကြီးပါသူပိုင်ဆိုင်မှုကတော့မြေပိုင်မြေဖြစ်တယ်အရှုပ်ရှင်းအားလုံးกินတယ်ဒါပိုင်ရှင်ကိုယ်တိုင်တဲ့ရောင်းချမှာဖြစ်ပါတယ်မယန်းကုန်းမြို့နယ်9မိုင်ပီလန်းနဲ့ပါရမီလန်းအနီးနားမှာရှိတဲ့အိမ်လေးပါချမ်းကျဲ130အရှိနောက်60နှစ်ထပ်အာစီမြေပိုင်မြေအမျိုးအစားပါဒီအိမ်လေးရောင်းမဲ့ဈေးကတော့ကျပ်သိန်းပေါင်း9000ခေါ်ထားပါတယ်ဈေးနှုန်းကိုတော့တိတိကျကျဆိုရင်တော့ညှိနှိုင်းပေးပါအောင်မယ်ခင်ဗျတကယ်လို့ဒီအိမ်လေးကိုစိတ်ဝင်စားတဲ့လူတွေရှိရင်ကြည့်နေတယ်ဆိုရင်ကျွန်တော်ဖုန်းဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်အိမ်ဒီချန်နေရောင်းမှုရှိရဆိုရင်လည်းကျွန်တော်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ဒီ TikTok မှာမတင်ထားတဲ့တခြားမြို့နယ်ကဒီတိုင်းလည်းအများကြီးရှိပါသေးတယ်ခင်ဗျအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးတင်ပါတယ်